မင်္ဂလာပါ84 House ရဲ့မုတ်ဒီအတုတ်စားရဲ့အနှစ်ကလေးပေါ့နော်ငါးငရုတ်ချက်အနှစ်လေးနဲ့မိတ်ဆက်ပေးပါမယ်အရင်ရိုးရှိပြီးလွယ်ကူပါတယ်ဒီထဲမှာကျွန်တော်ငချင်းပြူနဲ့ချက်ထားတာကြက်သွန်ပြူငရုတ်ကောင်းမဲ့သုံးထားတယ်အချိုးမုတ်တွေမပါဘူးနောက်ပြီးတော့ကြာရှည်ခန်းနဲ့စီးပွားတွေလုံးဝမပါပါဘူးဒီလွယ်လွယ်လေးပါမုတ်ဖက်30သားခန့်ကိုယူဒီထဲကိုထည့်မယ်နော်ပြီးရတဲ့ဒီကကျွန်တော်တို့ချက်ထားတဲ့အနှစ်အနှစ်ကလေးကိုဒီလိုမှွေလိုက်ပါဒီမှာ9နှစ်တွေအများကြီးပါတယ်ဝင်ပြီးရင်ဒီမှာ3စွန်းတိတိထည့်ဒီလိုမျိုးဟင်းခတ်တဲ့ဇွန်းနဲ့3စွန်းတိတိထည့်လိုက်ရင်ဒါအဆင်ပြေပါပြီဒီမှာမြင်ရတဲ့အတိုင်းပါပဲเนาะဒါ2စွန်းရှိပါပြီဆိုတော့အချင်းကြရင်မကြီးရည်လေးထပ်ထည့်ငံကြရင်စားလေးတမုံတမုံထပ်ထည့်ပြီးလို့ရှိရင်ဒါလေးကိုနယ်ဖက်ပြီးတော့စားတော့လို့ရပါပြီเนาะဒီမှာ3စွန်းထည့်လိုက်တယ်သူဆက်လေးအထက်လေးဆက်လေးဖြစ်ပါမယ် sorry ပါဒီမှာအကျော်ရှိရင်အကျော်ထည့်ပါဒါပြီးမှထည့်ချင်လည်းရရင်နယ်လိုက်ပါရခိုင်မုတ်ဒီစစ်စစ်ဖြစ်သွားပါပြီเนาะငါးနဲ့ငချင်းနဲ့ပေါ့လေပြီးရင်ဒီမှာပဲကြော်လေးရှိတယ်ပဲကြော်လေးတစ်ထည့်ကိုစားကြတယ်လို့ထည့်ပါเนาะပြီးငဖယ်ရှိရင်ငဖယ်ထည့်နန်းနန်းထည့်ပြီးတော့ဒါအသင့်စားလို့ရပါပြီတကယ်လို့လက်ဆွပြီးတော့လက်နဲ့မနေခြင်းဘူးဆိုလဲဇွန်းလေးနဲ့အသာလေးမှုပြီးတော့စားသုံးလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုဒါမိတ်ဆက်ပေးတာပါအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကျမ်းမှာဘေးရန်ကွာပါစေ